7ပေါ့နော် day 7မှာကျွန်တော်သွားမဲ့ဟာတော့ပထမဆုံးကတော့ဒီမှာ candlestick က second 30နဲ့ကျွန်တော်သွားမယ် second 30နဲ့သွားမယ်ပြီးပြီဆိုရင် trade time ကိုကြတော့2 minute နဲ့ကျွန်တော်သွားမယ်30 second 2 minute နဲ့သွားမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေ့သုံးမှာတော့ Yotion နဲ့ moving average ကိုမှကျွန်တော်ကျိုးနဲ့ပဲသွားမယ်ပထမကျိုးကြတော့ PDF မှာ6ဖြစ်မယ်ပြီးပြီဆိုရင် EMA ဖြစ်မယ် EMA style ကိုကြတော့ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်အဖြူထားတယ်အဖြူနဲ့ကျွန်တော်သွားတယ်ဟုတ်ပြီဒါတော့နံပါတ်6 EMA အဲ့ဒါလေးဖြစ်တယ်ပြီးပြီဆိုနောက်တစ်ခုက moving average စနစ်ဖြစ်တယ်မယ်စနစ်ဖြစ်မယ် EMA ပဲဖြစ်မယ် style ကြတော့ကျွန်တော်အဝါရောင်လေးလုပ်လိုက်တယ်ကျွန်တော်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်အမဲရောင်သုံးတာများတယ်ဒါပေမဲ့အဝါရောင်လုပ်လိုက်တယ်အမဲဆိုရင်တိတ်maybe ထွတ်တော်လူတွေတိတ်မမြင်ရလို့ဟုတ်ပြီနော်စနစ်အသေးက6ဖြစ်တယ်ပထမဆုံးကဒီမှာပေါ့နော်ကျိုးဖြူက EMA 6 EMA 6က EMA စနစ်ကိုဒီအပေါ်ကနေဖြတ်သွားတယ်အပေါ်ကနေဖြတ်သွားတယ်ဆိုရင်ကျိုးတွေက10 order ဝင်မယ်ဒါဆိုရင်မဖြတ်သေးဘူးဒီမှာ EMA 6က EMA 12ကိုဖြတ်တော့မယ်ပေါ့နော်โอเค EMA 6က EMA စနစ်ကိုဒါလေးဆိုရင်ဒါလေးหนีတော့လုံးဝဖြတ်တယ်ဗျာမหนีဘူးတို့လားမหนีတော့မဖြတ်โอเคဒီတစ်တိုင်းหนีတယ်ဆိုရင်တော့ဖြတ်မှာဖြစ်ပါတယ်โอเคဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်လိုက်ရမယ်နော်โอเคမဖြတ်တော့ဘူးအဲ့လောက်ဆိုရင်หนีဖို့စောင့်အောင်ဒါဆိုหนีဖို့အတွက်အစီအစဉ်မရှိတော့โอเคကျွန်တော်တခြား currency pair တစ်ချက်သွားကြည့်လိုက်โอเคဒီမှာပေါ့နော်ဒါမျိုးလေးဖြစ်ရပါမယ်ကျွန်တော်ဒီမှာ buy order ဝင်မယ်โอเคဒီမှာပေါ့နော် EMA 6က EMA စနစ်ကိုအောက်ကနေဖြတ်သွားတယ်ဒီမှာအဖြူရောင်က EMA 6เนาะ EMA 6အဝါရောင်က EMA စနစ် EMA 6က EMA စနစ်ကိုအောက်ကနေအဲ့လိုမျိုးဖြတ်သွားတယ်ဆိုရင်ကျွန်တော်တို့ buy order ဝင်ရတယ်โอเคဒါကတော့ဒီနေ့ရဲ့နီလန်ပါโอเคဒီကောင်လေးကျွန်တော်လုပ်နေတော့ကျွန်တော်setting လေးတစ်ချက်ပြန်ပြောမယ် moving average ကြိုးပဲ3တယ်ပထမတစ်ကြိုးက6ဖြစ်တဲ့ EMA ဖြစ်တယ်ဒါပဲနောက်တစ်ကြိုးကစနစ်ဖြစ်တဲ့ EMA ပဲဖြစ်တယ်ဟုတ်ပြီဒါပဲပြီးပြီဆိုရင် trader ကကျွန်တော်က second 30ဖြစ်တယ် candlestick က second 30ဖြစ်တယ် trade during က2 minute ဖြစ်တယ်โอเคဒါတော့ကျွန်တော်9ရက်မြောက်နေပါဒါပြီးနောက်ထပ်နှစ်တိုင်းလိုသေးတယ်နောက်တစ်တိုင်းဒီတိုင်းပြီးနောက်ထပ်တစ်တိုင်းတကယ်လို့စတိုင်းနေတော့ကျွန်တော်ရှုံးပြီကျွန်တော်ဒီနေ့ပေါ့နော်ဒီရဲ့ challenge လောက်တာကိုကျွန်တော်ဒီနေ့နဲ့အဆုံးတက်မယ်ဒါမှမဟုတ်ဆိုရင်လဲ10ပေါ့နော်10ရက်လောက်နဲ့လည်းအဆုံးတက်မယ်ဒါ9ရက်မြောက်နေဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်အချိန်တိတ်မပေးလာနိုင်လို့မကုန်ဘူး bro ကျွန်တော် comment တွေနောက်မှဖြည့်ပေးမယ်ဘာလို့ကုန်မှာတော့အကောင့်ဖွင့်တာဘာလို့ကုန်မှာလဲဒါပေမဲ့အကောင့်ပဲဖွင့်ထားမှကိုတိုင်မလုပ်ပတ်စံမထည့်ပဲနဲ့ဒီတိုင်းပဲလုပ်တယ်ဆိုရင်ဘာထူးတော့ဘာမှမထူးပြဿနာအဲ့ဒါတော့ရှိတယ်အကောင့်ဖွင့်တာတော့ဘာမှမကုန်ဘူးကိုကောင့်နဲ့ကိုပတ်စံထည့်မှာပဲကိုထည့်တဲ့လောက်ကုန်မှာကဲ okay ကျွန်တော်ပြီးခံဒီ10စက္ကန့်အလိုမှာသူဈေးပြန်တက်လာတယ်ဘိုင်ဟာတွေပြန်ဝင်လာတယ်ဒါပေမဲ့okay ဆိုတယ်နော် okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်ရှုံးပြီ DCAD AUDCAD အဓိကတော့ဒီမှာ EMA 6က EMA စနစ်ကိုအောက်ကနေဖြတ်တယ်ဆိုရင်ကျွန်တော် buy order ဝင်မယ်ဖြတ်ပြီးသားဆိုရင်မဖြတ်တယ်ဟောဒီတိုင်းစိမ်းမှဖြတ်မှာ EMA မလို့ဒီတိုင်းအစိမ်းကိုကျွန်တော်ထပ်ဆောင်မယ်ခဏမှရှုံးသွားတဲ့ currency pair ပါလေ AUD ဟုတ်ကဲ့ AUD ကိုကျွန်တော် buy တာပြဿနာတက်တယ်ဒီမှာလည်း AUD နဲ့ AUD pair ဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်နည်းနည်းရှောင်လိုက်မယ်ခဏမှဒါလည်း AUD ပဲအဓိက AUD pair ကသူကဈေးတက်တော့ဈေးတက်ချင်တယ်ဒါပေမဲ့အကုန်လုံးဈေးကျနေ okay ဒါဆိုကျွန်တော်တစ်ခုစမ်းကြည့်မယ်နော်တစ်ခုစမ်းကြည့်မယ်ဒီ AUD dominant ဖြစ်တဲ့ pair နှစ်ခုစလုံး okay ဒီ pair နှစ်ခုစလုံးကိုကျွန်တော်10 order ဝင်မယ်တစ်ချက်10တယ် okay ဒါကတော့ကျွန်တော်ပြတာပါဒါတော့အတွေ့အကြုံရ brother တို့ကိုကျွန်တော်ပြတာ okay 10 order ဝင်လိုက်ပြီနှစ်ခုစလုံးကိုဘယ်ဟာမှမရှိဘူးပြောမယ်ဆိုရင်ဘယ် strategy မှမရှိဘူးဘယ် confirmation မှမရှိဘူး
ကျွန်တော်ဝင်လိုက်တဲ့ဆုံးဖြတ်ချက်ကတစ်ခုပဲရှိတယ်အဆောင်ကဝင်လိုက်တဲ့ AUD NZD ကဈေးအတက်ကိုမှကျွန်တော်ဝင်တဲ့နောက်ပိုင်းမှာဈေးပြန်ကျသွားတယ်ပေါ့ဗျာဒီနားလေးမှာဈေးပြန်ကျသွားတယ်နော်ဟုတ်တယ်နော်ကျွန်တော်ရှုံးတော့ဒီနားလေးမှာလာပြီးဖြစ်မှတင်တယ်ဈေးပြန်ကျသွားတယ်ပြီးပြီဆိုရင်ဒီတစ်ခုပေါ့နော်ဒီပထမဆုံးတစ်ခုဖြစ်တဲ့ AUD CAD ဈေးတက်သွားokay AUD CAD ကလည်းအဆောင်ကဈေးအတက်ပဲကျွန်တော်ဒီနားလေးမှာဈေးကျနာမှာထည့်လိုက်တာOkay အဓိကတော့ကျွန်တော်ဒီ risk ယူလိုက်တဲ့ပုံစံမျိုးပါပဲနှစ်ခုစလုံးကိုဒီ AUD ပဲနှစ်ခုစလုံးကိုဈေးနှုန်းကတက်မယ်လို့ပြတာဒါပေမဲ့ကောင်းကမတက်တော့ဘူးကွာအဲကြောင့်ကျွန်တော် risk ယူလိုက်တဲ့ပုံစံပဲဘာမှ trade 2 pass ကြီးမှမရှိဘူးတွေ့လားပြန်တော့ကြတယ်သူကတက်လိုက်ကြလဲအဲ့ဒီနားလေးပဲနေနေတာOkay ဒီပဲပြီးရင်တော့ကျွန်တော်ပေါ့ဒီပဲပြီးရင်တော့ကျွန်တော် strategy အတိုင်းပဲကျွန်တော်ပြန်သွားမယ်ဒီနေ့ရဲ့ဒီ strategy တိုင်းဒါတော့ကျွန်တော်လမ်းကြုံလို့ကျွန်တော် risk ယူပြတာကျွန်တော်ပြီးခဲ့တဲ့ live တင်မှာရောကျွန်တော်ဒါမျိုးလေးလုပ်ပြတာရှိတယ်ဘာလို့လဲဆိုတော့ market ကဖြစ်ပြီးတဲ့အတိုင်းပဲပြန်ဖြစ်တယ်အဲ့ဒါတော့ကြောက်မလို့ဒါပေမဲ့တိထားမှာ indicator တွေနဲ့မြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့Okay 7 different 7တက်တယ်ကြတယ်Okay ဒါဆိုကျွန်တော်ဒီနေ့က maybe 3ချောင်းဆက်တိုက်ရှုံးပြီမနေ့က3ချောင်းဆက်တိုက်နိုင်ပြီးမှကျွန်တော်ကချင်နာလိုက်တယ်ဒီနေ့ကျတော့ကျွန်တော်ပထမလာချင်း3ချောင်းတင်ဆက်တိုက်ရှုံးတဲ့ပုံစံမျိုးလာတော့မှတင်တယ်Okay ဒါဆိုကျွန်တော်3ချောင်း Okay 3ချောင်းဆက်တိုက်ရှုံးပြီOkay ဒီမှာကြည့်ပါ3ချောင်းစတိုက်ရှုံးပြီမနေ့ကဆို3ချောင်းစတိုက်နိုင်ရတယ်ကျွန်တော်နားခဲ့တယ်ပုံမှန်အားဖြင့်ပေါ့နော်ပုံမှန်အားဖြင့်ဒီမှာကျွန်တော် buy order တစ်ချက်ဝင်လိုက်ပါအောင်မယ်ပုံမှန်အားဖြင့်ပေါ့နော်9% နဲ့ကို trade တယ်ကွာ9% နဲ့ကို trade တယ်ကောင်းလေးသွားတယ်နော် strategy ရသွားတယ် plan ရသွားတယ်ဆိုရင်ဒီ3ချောင်းစတိုက်ရှုံးနေထားလိုက်နော်3ချောင်းစတိုက်ရှုံးနေ maybe 35ဆို100ရှုံးပြီဗျာထားလိုက်ဟုတ်ပြီနော်ဒေါ်လာ1000နဲ့အကောင့်မှာဒေါ်လာ100ရှုံးပြီဆိုကြရနေ maybe အဲ့ဒီရက်ကတော့အဲ့ဒီနေ့ပေါ့နော်အဲ့ဒီနေ့ကတော့နားလိုက်တင်လုံးဝနားလိုက်တင်ပြီဘာလို့ဆိုတော့3ချောင်းစက်တိုက်ရှုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ကျွန်တော်က live လွှင့်နေတယ်channel လုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ်ယူပေးပါမယ် Okay တော့ကျွန်တော်ဝင်လိုက်ပါမယ်ဗျာဒီမှာဝင်လိုက်ကြည့်မယ်ဒီမှာ AUD CAD တော့ဟုတ်တယ်ခဏ AUD ပေါ့နော်ကျွန်တော်စက်တိုက်ရှုံးတာလေ AUD နဲ့ပဲရှုံးတော့တာAUD ကအဆင်မပြေတဲ့ထဲမှာပါတယ်လောလောဆယ်ဒီနေ့တော့ပေါ့ကျွန်တော်ရဲ့ strategy က AUD ကအလုံးမလုံးနေဘူးOkay ဒီကောင်းလေးကျွန်တော်တစ်ချက်ကြည့်မယ် CHFJPY Okay different ကတော့အရင်များတော့ CHFJPY ကျွန်တော် buy order လေးဝင်မယ် market နဲ့ဆန့်ကျင်တာတော့ဟုတ်တယ်ဒါပေမဲ့ဝင်ကြည့်အောင်ဒါပြီးကျွန်တော် buy order ဝင်လို့ရပြီOkay ကျွန်တော် buy order ကျွန်တော်ဝင်လိုက်ပြီ။ဒါတော့ကျွန်တော်နောက်ကျသွားတယ်။ဒါနဲ့ကျွန်တော်ဒီနားလေးမှာရအောင်ပါ။ဒီတစ်ခုတစ်ချက်သွားကြည့်မယ်နော်။ဒီမှာကျွန်တော်ရှုံးနေတဲ့တစ်ခု။ဒီမှာကြည့် AUD CAD ပဲထားလိုက်။အေးမ sorry AUD USD AUD ကျွန်တော်ရှုံးတာအဲ့ AUD နဲ့ရှုံးတာဒီမှာ AUD ပဲ AUD ဟောပြီးတော့ဒါ OTC market ဒါတော့ real market ကြည့်လိုက်။ Oh real market ပါကျွန်တော်ခဏ Okayထပ်ပြီးဝင်ကြည့်ကြမလား Okay ကျွန်တော်ထပ်ပြီးမှဝင်မယ်ဗျာဒီ AUD ကိုကျွန်တော်လက်မလျှော့ချင်သေးဘူးကျွန်တော်တစ်ချက်လောက်ဝင်မယ်တစ်ချက် Okay AUD ဟုတ်ပြီနော်ကျွန်တော်ဝင်လိုက်တာ confirmation ကတော့ရတယ်ဒီမှာ confirmation ဖြတ်ပြီးတာဟုတ်တယ်အဖြူအောင်ကြိုးကအဝါအောင်ကြိုးကိုအပေါ်ကနေဖြတ်တယ်အဲ့အဖြူအောင်ကြိုးက EMA 6ဖြစ်တယ်အဝါအောင်ကြိုးလည်း EMA 7ဖြစ်တယ် EMA 6က EMA ငယ်တဲ့ EMA ပေါ့နော် EMA ငယ်တဲ့ဟာ EMA ကြီးတဲ့ဟာကိုအပေါ်ကနေဖြတ်တော့တာဖြစ်တဲ့အကြောင်းလို့ကျွန်တော်ကဆဲတဲ့ order ကျွန်တော်ဝင်လိုက်တာဖြစ်တယ် Okay ကျွန်တော် AUD ကိုနည်းနည်းအမြင်ကတ်နေပြီ AUD နဲ့ကျွန်တော်3ချောင်းစက်တိုက်ရှုံးထားတယ်လေအော်4ချောင်းဗျာဒီမှာ4ချောင်း AUD USD AUD CHF AUD CAD AUD NZD AUD နဲ့ပဲစတိုက်ရှုံးလာတာအဲ့ဒါကိုကျွန်တော်ဒီမှာ AUD ထပ်ပြီးမှဝင်လိုက်သေးတယ်
အဓိကတော့ဒီနားလေးမှာကြည့်ပါဒီမှာအဓိကတော့ဒါမျိုးလေးတွေဖြစ်နေ pocket option only ပေါ့နော် pocket option only မဟုတ် binary option only မှာဆိုရင်ဒါမျိုးလေးတွေ candle လေးတွေဖင်နေညီရတယ်အဲ့လိုမျိုးပေါ့နော်ဒီလိုဟာလေးညီနေရများပြီဆိုရင်တေချာတယ်ဒါကတော့ market မလာတော့ဘူးအဲ့လိုမျိုး okay ကျွန်တော်ဒီမှာတစ်ချက်ကတ်လိုက် bro EMA 9နဲ့ EMA 21ရောကျွန်တော် trade ပြထားတဲ့မှာရှိရလေ bro အဲ့ဒါ bro ကြည့်ထားလို့ bro လာပြီးပြောကျွန်တော်တည် EMA 9နဲ့ EMA 21ရောကျွန်တော်ဗီဒီယိုပေးထားရောအဲ့ဒါနဲ့ပေးထားလားမသိဟုတ်တယ်အော်ဒီမှာဒီနှစ်ခုနိုင်လိုက်တယ်နိုင်တော့အောင်ကျွန်တော်မသိလိုက်ဘူးEMA ကြိုးတွေပေါ့ sorry moving average ကြိုးတွေပြောကြမယ် moving average ကြိုးတွေကနံပါတ်ငယ်လာလေပေါ့နော်နံပါတ်ငယ်လေ sensitive ဖြစ်လေပြောမယ်ဆိုရင်ကျွန်တော် EMA ဟာနဲ့ဟာဆိုကျွန်တော်နှစ်ခုတင်ပေးပြီအကျ moving average နဲ့ပေါ့ moving average နဲ့ကကျွန်တော်2မျိုးတင်ထားတယ်ထားပါတော့ EMA တစ်ခုကြောင့် EMA 9နဲ့ EMA 21အခုက EMA 6နဲ့ EMA 12နဲ့ EMA 9နဲ့21နဲ့ကဘာဖြစ်မလဲဆိုတော့တူကကျိုးတွေ confirmation ပေါ့နော်ဒါမျိုးတွေဖြတ်တာရှားမယ်ကြာမယ်ကွာပြောမလားအချိန်များများပေးမှပဲ confirmation တွေရတာကတစ်ခုနှစ်ခုလောက်ရမယ်အခုဒါပေမဲ့6နဲ့7နဲ့ကပြန်ပြီးပြောင်းလိုက်တဲ့အချိန်မှာဒီကောင်ကြီးက sensitive ဖြစ်သွားပြီဟုတ်ပြီနော်ဒီရဲ့moving average က sensitive ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတွေရမလဲဆိုတော့ကျွန်တော်တို့တွေကဒီ confirmation တွေကခဏခဏ line မှာပေါ်တယ် confirmation ဘာလို့လောက်ထိ sensitive တွေဖြစ်နေကြလဲโอเคဈေးကတော့ကြောက်အောင်ပါချင်တာအဲ့ဒီမှာပဲကျွန်တော်ကဒီဟာနဲ့လာပြီးမကြည့်လိုက်ဘူးဒီဟာနဲ့လာပြီးမကြည့်ကျွန်တော်ကြည့်လိုက်တာစက္ကန့်အများနဲ့ပေါ့နော် sorry မိနစ်များတဲ့ time frame မှာသွားရမှကြည့်လိုက်မိလားဒီကတော့ဒီမှာကျွန်တော်တစ်ချက်မကြည့်လိုက်တာကကျွန်တော်ဒီမှာ support ကတော့ဆွဲထားတယ် support ဆွဲထားပင်မဲ့လဲကျွန်တော်ဒီမှာလာပြီးမှ sell order ဝင်လိုက်တယ်ဘာလို့လဲဆိုတော့ pocket option မှာ sorry binary option trading မှာဆိုရင် support တွေ resistance ဆိုတာ10ကြောင်းမှာ2ကြောင်းလောက်ပဲအလုပ်လုပ်တယ်အဲကြောင့်မို့ကျွန်တော် sell order ဝင်လိုက်တာကြောင်းပြန်တော့ဖြစ်သွားတာပေါ့ EU က GBP ဖြစ်တယ် live market ဖြစ်တယ် OTC market မဟုတ်ဘူးmarket ရွှေ့တာတော်တော်မြန်တယ် market ရွှေ့တာတော်တော်မြန်တယ်ကျွန်တော်ကဒီမှာနှိပ်လိုက်တဲ့အချိန်မှာဒီကိုတန်းရောက်သွားတာပြန်နှိပ်တာဒီအပေါ်ကတခုကိုကျွန်တော်လိုချင်တာဒီပေါ်နောက်တော့အပိတ်ကိုထဲ့တာကျွန်တော်ဒီမှာကြည့်ရ10မိနစ်မှာကျွန်တော်ကြည့်လဲ10မိနစ်မှာဖြတ်တော့မှာပြီးပြီဆိုရင် maybe ဒီမှာsupport ကရှိမှာပေါ့နော် maybe support ရှိရဆိုပေမဲ့လည်းအလုံးမလုံးတာများပါလေအဲ့နာလေးပဲနိုင်မယ်ဆိုအပေါ်တစ်ခုကတော့9ကို9လောက်တဲ့ထဲမှာပါတယ်အောက်ကတစ်ခုကမတေချောင်းကြမယ်ဆိုဒီလောက်ထိပဲပြန်ကြနိုင်မှာဒီလောက်ဒီရဲ့ထိပ်ပေါ့နော်ဒီအစိမ်းရောင်ကန်တဲ့ရဲ့ဒီရဲ့အမြီးအထိပဲကြနိုင်မယ်တဲ့ပြန်ကြမယ်ဆိုတော့โอเค对了အဲ့ဒီမြီးထိပဲ对လားဒီအမြီးနားလေးမှာလာပြီးတင်တာOkay โอเคကျွန်တော်ရလိုက်တယ်မိုက်တယ်ခုဘရောsecond buy နဲ့တင်ကျွန်တော်အဲ့ဒီ order လေးကျွန်တော်ရလိုက်တယ်ဒီမှာကျွန်တော်ပြရမယ် minus 1နဲ့ပဲဖြစ်သွားတယ်သလား Okay ဆိုပါရောမတွေ့လားစတိုက်ကိုပြန်ကြသွားပြီ good တော်တော်နောက်ကျသွားပြီ Okay risk ယူမယ်လေဘာလို့တယောက်ချင်းပဲ trade တယ်ဆိုတော့ risk တော့မယူပါနဲ့တကယ်လို့နောက်ကျသွားတယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာဖြတ်တာဒီတိုင်းမှာဖြတ်ပြီးတာဒါပေမဲ့ကျွန်တော်က10မိနစ်လောက်နောက်ကျပြီးမှယူလိုက်တာဖြစ်တယ်10မိနစ်လောက်နောက်ကျမှယူလိုက်ဖြစ်တယ်တော်တော်လာတယ်ဒီမှာကြည့်ကန်တယ်တွေကလုံးဝအမြီးကိုမပေါဘူးကွာအမြီးကိုမပေါတတိုင်းအမြီးမပေါပြီးပြီဆိုရင်ဒီကြားထဲမှာလည်း gap လေးကပြန်ဖြစ်သွားတယ်လို့ခုံပြီးဈေးတက်သွားတယ်အဲကြောင့်လို့ကျွန်တော် risk ယူလိုက်တာပါဘယ်လိုပြောမလဲအားရကွာငါကြိုက်လို့ငါယူတယ်အဲ့လိုမျိုးမဟုတ်ဘူးအကြောင်းပြချက်ကလေးကတော့ရှိရတယ်အဓိကတော့ market ကို react လုပ်ရတာပေါ့နော်
အဲ့ဒါလေးအတွက်ကြောင့်လောက်တာပါချက်ကြည့်မယ်အဲ့အပေါ်မှာဘာရှိလို့လဲဒီကောင်ကဒါအမြင့်ဆုံးဈေးပဲ okay ရှိတော့ရှိပါတယ် resistant ပေါ့နော် resistant ရှိရဆိုပေမဲ့လည်း10ချောင်းမှ2ချောင်းမှအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မျိုးလင်းချက်ကတော့ရှိတယ်အဓိကတော့ဒါကြီးက evening star မဖြစ်သွားဖို့အရေးကြီးတယ် okay မဖြစ်ဘူး okay ဒါဆိုမျိုးလင်းချက်ကတော့နည်းနည်းလေးရှိတယ်ဒီနားလေးရလိုက်ရောနိုင်တယ်တစ်တစ်တစ်နဲ့စတိုက်ဈေးတက်သွားရွှေ့နဲ့ဈေးတက်ပါ okay လောက်ဆိုရင်တော့စွတ်ကြဖြစ်သွားတယ်လောက်ဆိုတော့ကျွန်တော်ရှုံးမဲ့ထဲမှာပါတော့လောက် okay ဒါလေးဆွဲမယ်နော်ဒါလေးဆွဲမယ်ဒီနားလေးမှာတော့ market မလာတဲ့နေရာရှိတယ်ဒါပေမဲ့ကျွန်တော်ဆွဲမယ်ဒီနားလေးမှာဒါလေးဖြတ်တယ်ဆိုရင် EMA 6က EMA 7ကိုအောက်ကနေဖြတ်တယ်ဆိုရင်ကျွန်တော် buy order လေးဝင်ကြည့်မယ်ဘိုင် order ဝင်ဖို့ကလည်းအတွေးရဲစရာတခုတော့ရှိသူကစတိုက်ကိုကြာလာတောင်း train နဲ့စတိုက်ကြာလာ okay ထားပါတော့ market ကိုတစ်ချက် shrink နဲ့ကြည့်ရနေတယ်တန်တီးပါတယ်ဒါကျွန်တော်ရှောက်ပြောတာမဟုတ်ဘူးရိုနောက်ပိုင်းကိုတိုင်လောက်တယ်ဆိုရင်ကိုတိုင်လောက်ပြီးမှမများဆဆလောက်လာတဲ့ဟာဆိုရင်တီးလာလိမ့်မယ်ကျွန်တော်ဖြတ်သွားလို့ကျွန်တော်ယူလိုက်တယ်ထိတ်မှာတော့ရလိုက်ပြီးပြီဆိုရင်အဲ့လိုမျိုးပေါ့နော် market ရဲ့အလေးထားကိုတီးဖို့ဆိုတာလေဒီမုံမှာထိုင် trade မှာတီးဖို့ဆိုတော့လုံးဝမဖြစ်နိုင်တကယ်ကိုပတ်စံနဲ့ trader မဟုတ်သေးသေးကတော့ emotion လုံးဝမပါဘူး emotion မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းထဲမှာငါ trading ကိုငါ real account နဲ့လုပ်တယ်လို့လုပ်တယ် real account မှာစဉ်းစားတယ်လို့စဉ်းစားရလို့ကိုဘယ်လောက်ထိပဲလိန်ညာနေပါစေလုံးဝမရဘူးအဒီကတော့အပျော်ပေါ့နော်အပျော်သမားအပျော်ပဲပြန်ဖြစ်မှာပေါ့ဒါလေးရမှာပါ oscillator လေးခေါ်လိုက်ရင်ကောင်းမလားမသိဘူး okay oscillator ခေါ်လာတဲ့ကျွန်တော် Bollinger Band တစ်ချက်ကြည့်လိုက်မယ်ရွှေ့Bollinger Band အရာတော့သူကဒီကိုတော့လာကိုတော့ထိပေးရမယ်သူသဘောတရားရပါထိပေးရမယ်လို့ပဲပြောလို့ရတယ် market ကကြော်တွေကခံမှန်းလို့ရတာမဟုတ်ဘူး market တူကသူသွားချင်တဲ့အတိုင်းသွားနေကြော်တွေ indicator တွေဆိုတာ market ဖြစ်ပြီးရဲ့နောက်ပိုင်းမှာလာရင်မှဖြစ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်လို့ဒါလေးကအဲ့လောက်လေးပဲရှိရင်အနီအောင်သေးလေးပဲရရင်ကိုရပါပဲအဓိကဒီမှာ market မလာတော့ကျွန်တော်ပြမယ်ဒီမှာထိတ်တွေညီလာပြီအောက်ဘက်မှာလည်းထိတ်တွေညီလာပြီ binary option trading မှာထိတ်တွေညီလာပြီဆိုရင်တေချာတယ်ဒါကတော့ market ပြတ်လာတယ်ဆိုတဲ့သဘောတရားပဲ okay ရလိုက်တယ်ကတိကတက်လေးတော့ကြည့်ကတိ share ကိုပြန်ကြသွားတာဈေးကဒီနားလေးမှာFacebook ကလူတွေကတော့တွေ့လိမ့်မယ်ပြန်ကြသွားတာ TikTok ကလူတွေတော့တွေ့မှာမဟုတ်ဘူး order ဝင်မယ် trend line ကိုသုံးပြီးမှဆဲတဲ့ order ဝင်မယ်ဒီမှာကျွန်တော်ပြမယ်ရတာမရတာတော့သူ့ပိုင်းမဟုတ်တယ်မလားပြမှာကျွန်တော်ပိုင်းနှစ်ချက်သုံးချက်ဆဲတဲ့ order ဝင်ဒါပဲကျွန်တော်ဟိုဟာနဲ့သွားတာမဟုတ်ဘူးပါလေindicator နဲ့သွားတာမဟုတ်ဘူး price action နဲ့သွားလိုက်တာ trend line နဲ့သွားလိုက်တာပေါ့နော် okay ကျွန်တော်နည်းနည်းပပပြန်ဖြတ်လိုက်မယ်နော် Bollinger Band ပါသွားဆိုတော့ကြည့်ရတာရုပ်ဆိုးသွားတယ် okay ဒီကောင်လေးပါဖြတ်လိုက်မယ်အော်မဖြတ်သေးပါဘူးထားလိုက်ပါမယ်ခါချိန်ကြရင်ဒီတယောက် order ရှောက်ဝင်နေရလားဘာဝင်နေရလားပေါ့နော်
Okay ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ပြောပြမယ် Okay ဒါကတော့ကလားလားမသိဘူး Okay မသိဘူးကျွန်တော် sorry bro I don't know ရာဂျာဆိုမှတူဟောနော်ဟောနဲ့လာပြောနေတာကိုနောက်မှပြော bro တင်တန်းကရှိအောင်မရှိသေးတာတင်တန်းကရှိအောင်မရှိသေးတာတင်တန်းတက်လို့ရသေးလားမို့တင်တန်းကရှိအောင်မရှိသေးတာရှိဖို့ဆိုတာလဲကျွန်တော်မပြင်းရင်ရှိမှာဗျာကျွန်တော်မပြင်းရင်ရှိပါလိမ့်မယ်ကျွန်တော်ရဲ့အဓိကဝင်ငွေပေါ့ဝင်ငွေက trading ကနေလာတာဗျာကိုတိုင်းလောက်ပြီးမှကိုတိုင်းဝင်ငွေရတာပေါ့ profit ကနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုရင်လူများတွေလို့တင်တန်းရောင်းစားပြီးမှရတာဝင်ငွေမဟုတ်ဘူးကွာကိုလောက်တယ်ကိုနိုင်တယ်ကို profit ရနေတာဆိုတော့ကျွန်တော်အဲ့ဒီတင်တန်းဘက်ကိုကျွန်တော်မလက်အောင်ဖြစ်နေတာအဲ့မျိုးအခုတော့မှကျွန်တော်ဒီကားပေါ့9ရက်မြောက်နေရှိပြီး live လွှင့်တာokay ဖြတ်သွားတာတော့တော်တော်ကြာပြီဒါပေမဲ့အမြင့်ဈေးမှာဆိုကျွန်တော်ယူလိုက်ကြည့်မယ် maybe ဒီညလေးမှာတော့ support ရှိလောက်မယ်လို့တော့ကျွန်တော်ထင်တယ် okay support ရှိရဆိုပေမဲ့လည်းကျွန်တော်တို့ pocket option မှာ binary option trading မှာဆိုရင်ချပါနိုင်တာလေးတော့ပြန်များလာတယ်เนาะ1 2 3 4 5 6ခွန်1 2 3 4 5ရှုံးတာဆိုရင် maybe ပေါ့เนาะဒီတစ်ခုရှုံးနေဆိုရင်6ခုရှုံးမယ်နိုင်တာ9ခုဒါဆိုကျွန်တော်နိုင်တာနည်းနည်းလေးပဲနိုင်အောင်ပါဒီနားမှာ order ဝင်ခဲ့တယ်ထားလိုက်ဒီကန်နယ်ဖြတ်သွားတဲ့အချိန်ကဒီနားလေးမှာဝင်ခဲ့တယ်ဆိုရင်ကျွန်တော်ဒီနားလေးမှာရနေပါเนาะဆဲတဲ့ order ဆဲထားတယ်ဆိုရင်1တိုင်း2တိုင်း3တိုင်း4တိုင်းမြောက်4တိုင်းဒီအပိတ်မှာဆိုကျွန်တော်နိုင်ဒီဟာကိုဒီ confirmation ကိုကျွန်တော်အစကနေရခဲ့တယ်ဆိုရင်ဒါလေးကနိုင်ပါပြီအခုကျွန်တော်အစမှာရခဲ့တာမဟုတ်ဘူးတွေခစ်ကဘယ်နေရာမှာမတည့်ရနေရာမှာကျွန်တော်ရခဲ့တာအဲဆိုတော့ကျွန်တော်နည်းနည်းစိုးရင်ရတာပေါ့ကြပါဈေးကတော့ကြာချင်တယ်ဒီမှာ support ရှိရလေ support တော့လာထိလိုက်တစ်ချက်တော့ shrink ကနေဒါမှဆရာသမားကဈေးကတော့ကြာမှာကျွန်တော်ရဲ့ဒီ second 30အတွင်းဒါမကြရင်မကြမယ်သူကဈေးကျဖို့ကတော့ရှိတယ်ကဲပို့ပြီးမှရင်ခုန်ရအောင်5 second နဲ့ကြည့်သွား5 second နဲ့ကြည့် okay နောက်ထပ်4တိုင်းလိုတယ်တတိုင်း4တိုင်းလိုတယ်ခုန်တက်သွားတာမနေဘူးဗျာ2တိုင်း okay ဒီတော့ဆိုရှုံးပြီဗျာတော်တော်ဝေးသွားပြီဒီတိုင်းပြီးနောက်တဲ့တိုင်း okay အရင်ဝေးသွားပြီ6ကြောင်းနိုင်တယ်တကြောင်းရှုံးတယ် okay ကျွန်တော်ဒီကောင်ကိုကျွန်တော်ဘိုလင်ဂျာဘန်းပြန်သုံးမယ်နော်ဘိုလင်ဂျာဘန်းပြန်သုံးပေးမယ် okay ကျွန်တော်ရဲ့အရင်ဘိုလင်ဂျာဘန်းကိုလာပြီးမှရထားတဲ့လူတွေဆိုရင်တည်ပါလိမ့်မယ်အနည်းကတော့ဒီမှာကျွန်တော်10 order ဝင်လိုက်ရတဲ့အကြောင်းပြချက်ကဘိုလင်ဂျာဘန်းအလဲကျိုးဘိုလင်ဂျာဘန်းကျိုးသူကကျိုး3ကျိုးနဲ့လောက်အလုပ်တယ်အဓိကတော့ဒီကျိုးတွေကဟုတ်တယ်ရှိမဟုတ်တယ်ရှိအပေါ်ကျိုးပဲတတိအလဲကျိုးပဲတတိအောက်ကျိုးပဲတတိဒါတွေက rebound ပြန်ကန်နိုင်တယ်ဈေးတက်လာတဲ့ market ဆိုရင် Bollinger Band ကျိုးအထိမှဈေးခဏလေးပြန်ကျနိုင်တယ်ခဏလေးစတိုက်ပြန်ကျမယ်ဆိုခဏလေးပြန်ကျနိုင်တယ်အဲမျိုးဈေးကျလာတဲ့ market ဆိုလဲ Bollinger Band တစ်ခုကိုထိတယ်ဆိုရင်ဈေးပြန်တက်နိုင်တယ်အဲမျိုးပြီးဆိုရင်ဒီနားလေးမှာပါနည်းနည်းလေး market structure လေးထွက်တယ်ဒီတောင်းတန်းလေးလို့ထွက်နေတော့ကျွန်တော်ကောက်ဝင်ကြည့်လိုက်တာပါโอเคကျွန်တော်ဒီကောင်လေးနဲ့ပြ5 packs color blue good ဒီရောင်ပို့လာတယ်နောက်တစ်ခုရော in နောက်တစ်ခုရော in နောက်တစ်ခုရော ML ကြောက်ရှောက်ဆွဲနေပြီပေါ့တင်းကဒီကန်ရှောက်ဆွဲလည်းမနိုင်ပါဘူးမာကတ်ကတူဟာနဲ့တူသွားနေတာကျွန်တော်ဘယ်တော့ပဲရှောက်ဆွဲနိုင်မှာမဟုတ်ဘူးဒီကနေရလိုက်တယ်ဒီအဆုံးမှာဆိုရင်9လောက်ဒီအဆုံးမှာဆို1 2 3 okay ဒါဆိုရင်ကျွန်တော် maybe ကျွန်တော်ပြမယ်တစ်ကြောင်းနှစ်ကြောင်းတော့ဆက်တိုက်ပြန်ရှုံးမှဖြစ်လာပြီ
ဒါမဲ့လုံးစမှာရွှေကနေကြာသွားနိုင်တာပဲ4 okay ဒါဆိုမရတော့ဘူးokay ဒါဆိုရင် confirmation နဲ့ပဲပြန်သွားကြတာပါเนาะဘိုင်ဖို့အတွက်ကျွန်တော်ကို signal လာပေးပြီးကျွန်တော်တစ်ချက်ဝင်လိုက်မယ် EMA 6က EMA စနစ်ကိုလာရင်မှဖြတ်တယ်အဲဒါကြောင့်ကျွန်တော်ဘိုင်နဲ့ယူရှင်းတယ်ခဏရှင်းပြဆုံးရှင်းတော့အိုးဇူဂျီတက်သွားတာဇူဂျီတက်ပြီးပြီဆိုပြဿနာပါရှိလဲဆိုဇူဂျီပြန်ကျတတ်တယ်ဆေးအောင်တိုင်းအတတုတ်ကြီးထွက်လာပြီဆိုရင်အနီရောက်တိုင်းအတတုတ်ကြီးကပြန်လာတတ်တယ်ဒါတော့ market သဘောတဘာဝပါပဲခုံတက်မယ်ခုံကြမယ်ဖြစ်နေကြပဲ okay ဒီနေ့ကကျွန်တော်လဲနေပြီဒီလားကျွန်တော်ထွေအကြောင်းကြီးကတော်တော်များလာပြီဒါပေမဲ့1 2 3 4 5 6 9 9 okay ပြန်ကြည့်မယ်1 2 3 4 5 6 9 10 11 14ကြောင်းတော့ရှိလာပြီ14ကြောင်းရှိပေမဲ့လည်းကျွန်တော်မှာပြဿနာဘာဖြစ်လဲဆိုတော့အမျက်ငွေကကောင်းကန်းကြီးလာပြီးမထွက်ဘူး maybe ဒေါ်လာ10ပတ်ချလောက်ပဲမြတ်နေရဒီနေ့ဒီကြောင်းထွေမယ်ဒီကြောင်းနိုင်နေထားလိုက်နော်ဒီကြောင်းနိုင်မယ်ဒါမှမဟုတ်လဲရှုံးတာပဲဖြစ်ဒီကြောင်းရှုံးတယ်ဆိုရင်ကျွန်တော်နောက်ထပ်2ကြောင်းထွေမယ်ဒီတစ်ကြောင်းနိုင်နေဆိုရင်ကျွန်တော်နောက်ထပ်1ကြောင်းပဲကျွန်တော်ယူတော့မယ်ကျွန်တော် break မယ် market structure ကျွန်တော်မကြိုက်တော့တိုင်းပြီးနောက်တဲ့တိုင်းကအနီဆိုလဲအနီတသေးလေးအစိမ်းဆိုလဲအစိမ်းတသေးလေးဖြစ်ပေးရင်ကိုကျင်းနေပါပြန်ပြီးထိုးစင်းတဲ့အားဟာလဲကြည့်လိုက်ပါကျွန်တော်3-4ချောင်းတော့ရှိပြီเนาะကျွန်တော်ထဲ့တာတွေမထဲ့တာတွေနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ market ကမလှလာတော့တွေ့ပြီလားဘာဖြစ်လဲဆိုတော့ဒီမှာလေကန်တယ်တွေလာပြီးမှညီလာပြီလားဖင်ညီတာခေါင်းညီတာကျွန်တော်ပြောတယ်binary option trade မှာဆိုရင်ဖင်ညီတာခေါင်းရကြည့်ကျွန်တော်ဟာလေးပဲကောက်သွားဖင်ညီတာခေါင်းညီတာလာဖြစ်သွားတယ်ဆိုရင် market မလာတော့ပြဿနာအဲ့ဒါပဲ group ထဲမှာကျွန်တော်ရဲ့ Facebook account တွေကျွန်တော်ပေးထားတယ် okay ကျွန်တော်ဒီမှာဝင်လိုက်ပါမယ်ဗျာနှစ်ကြောင်းပေါ့ဗျာ99ရှုံးကျွန်တော်တစ်ချက်ငါးနိုင်တာကြားလာပြီ okay အဲ့ဒါလည်းဖြစ်တယ် okay ဒါမဲ့မကြိုက်ပါဘူးเนาะ market ရဲ့အနေထားပုံတဘာဝရဒီဟာလေးတွေဖြစ်နေတယ်ဒါပဲဒီနားလေးမှလာညီနေကြိုက်တော့မကြိုက်ဘူးနှစ်ခုပေါ့နော်နိုင်ရှုံးကျွန်တော်နှစ်ခုဝင်နိုင်မယ်ရှုံးတယ်ဆိုတော့ break မယ်နိုင်ရဆိုလည်း break မှတာပဲဒီနေ့တော့ market ကိုကျွန်တော်လုံးဝမကြိုက်တော့လိမ့်ဖက်လိမ့်ပဲဖြစ်လာကျွန်တော်ရဟောပေါ့အရင်ဗီဒီယိုတွေမှာတော့ကျွန်တော်ဟောပေါ့ဗီဒီယိုတင်ပေးတာရှိရယ် live မဟုတ်ပဲね maybe မနေဘူးเนาะထဲ့တာတွေရောထုတ်တာတွေရောကျွန်တော်တစ်ခါတည်းကျွန်တော်ဗီဒီယိုတင်ထားတာတော်တော်များတယ်တစ်ခါတည်းBinance ထဲကိုဝင်သွားတာတွေရောကျွန်တော်ပြထားတယ်ဒါပေမဲ့ Facebook မှာတွားကြည့်ရဆိုပိုသေးချတယ် bro ဘာလို့လဲဆိုတော့ TikTok မှာ ban ထားတယ် TikTok မှာအဲ့လို information တည်ရမလားကျွန်တော် address ထည့်လိုက်ပြီးထည့်တာကိုနည်းနည်းလေးပေါ်သွားပြီဆိုရင်တော့မှ TikTok က ban သွားတယ်အခုတော့မှကျွန်တော်မှာ TikTok က ban ထားတဲ့ဗီဒီယိုတစ်ခုရှိတယ်ဟိုဟာလေ future grip ရင်းနှီးကိုကျွန်တော် Facebook မှာတင်ပြီးပြီ YouTube မှာလည်းတင်ပြီးပြီဒါပေမဲ့ TikTok မှာတင်တာအောင်မှကျွန်တော် ban ထားတယ်အဲ့ဒီဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယို ban သွားတယ်အဲ့ဒါကျွန်တော်ထပ်ပြီးမှတော့ try ပေးကြည့်အောင်မယ် future grip ဗီဒီယိုတင်ပေးထားတာဒီပြီးခဲ့တဲ့တနား40မိနစ်တုန်းကကျွန်တော်တင်ထားတာအဲ့ဒါကိုကျွန်တော်ကိုအကောင်လေး ban သွားတယ် community verification ဆိုပြီးမှမတုံးဘူး bro ကျွန်တော်မသိဘူး bro အဲ့ဒီ AA trade ကျွန်တော် brother ပြောတဲ့ဟာလည်းကျွန်တော်မသိဘူးအဓိကတော့ bro တို့စလုပ်မယ်ဆိုရင်ဥပမာထဲ့ပထမဦးဆုံးစလုပ်တယ်ဆိုအဓိကကျွန်တော်ဘက်ကနေ line မကောင်းတော့ okay ကျွန်တော်ဘက်ကနေယူရမယ့်ဟာကဘာလဲဆိုတော့ကွာယူရမယ့်အရာကဘာလဲဆိုတော့ငါဒီ trading မှာငါပတ်စံရအနိုင်ရဖို့မဟုတ်ဘူးငါဒီ trading ကိုငါဘယ်လိုလုပ်တယ်ဆိုရင်ငါတက်မှာလဲပေါ့နော် recommend တော့မပေးဘူးပေါ့နော်ဒါတော့ထုံးစံပဲလေအခုဒီဟာတွေကျွန်တော် recommend ပေးတယ်ကျွန်တော်အရင်တော့ဆိုရင်ကျွန်တော် quarters မှာပေါ့နော်ဒီကြောင်းပြီးကျွန်တော်နားပြီနော် quarters မှာကျွန်တော်လုပ်တယ် quarters မှာ
ငွေတွင်းငွေထုတ်တာတော့အဆင်ပြေတယ်ဒါပေမဲ့အဆင်မပြေတာကတော့ Quartex မှာကျွန်တော်ပြန်စကားပြောရတာတွေကအပနာနဲ့စကားပြောရတာအဲ့အပနာတွေကဘာလုပ်လဲဆိုတော့သူတို့စိတ်မထင်တော့အကောင့်ကိုဘန်းပြစ်တာ trading အကောင့်ကိုလုတ်လိုက်တာပတ်စံထုတ်ပြီးလားထုတ်ပြီးတယ်ဒါပေမဲ့သူတို့နည်းနည်းကွာလေတံမမာနဲ့သွားပြီးမှပြောလိုက်ပြီဆိုသွားပြီမင်းကောင်းငါတို့ဘန်လိုက်လို့ရရင်တော့ဘာနော်အဲ့အပနာတွေကချင်းချောက်တယ်ဗျာပနာတွေကချင်းချောက်တယ်သူတို့ရဲ့ customer service ကအရမ်းညံ့တယ်ကွာရမ်းညံ့တော့ကျွန်တော်က pocket option ဘက်ကိုပြန်ပြောင်းလာတာအဲ့မျိုး pocket option ဘက်မှာကြတော့ပြဿနာတစ်ခုပဲရှိတယ် customer service ကတော့တော်တော်ကောင်းတဲ့အထဲမှာပါတယ်ဒါပေမဲ့ပြဿနာကပတ်စံထုတ်တယ်ဆိုရင်ရစ်တယ်ပတ်စံထုတ်တယ်ဆိုရင်ရစ်တယ်ဆိုတာကပတ်စံကိုတစ်လအတွင်းမှာ၄ချိန်ထပ်ထုတ်တယ်ဆိုရင်ရစ်ပြီဆိုမှလည်းပတ်စံမထုတ်ပေးရမဟုတ်ပတ်စံကလုံးဝထုတ်ပေးတယ်ကျွန်တော်1000ခွဲတွေ2000ခွဲတွေထုတ်ဘူးတယ်9000ကျွန်တော်အများဆုံး2000ခွဲကျွန်တော်ထုတ်ဘူးတယ်ထုတ်ပေးတယ်ပတ်စံကတော့လုံးဝထုတ်ပေးတယ်ကျွန်တော်900ကနေဒေါ်လာ900ကနေဒေါ်လာ1000ဖြစ်တော့ရလေ ACC ထုတ်ပေးတယ်ပြဿနာဘာရှိလဲဆိုတော့ကျွန်တော်တို့တွေကို psychology ကစားတယ်မနေ့က live မှာလည်းကျွန်တော်ပြောပြီးသားဖြစ်တယ်ဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တွေက verification တောင်းတယ် address verification နဲ့ selfie verification နဲ့အဲ့လိုမျိုးလုပ်ပြီးမှကြံ့ကြအောင်လုပ်တယ်ပေါ့ကွာအဲ့လိုဒါပေမဲ့ပတ်စံထုတ်ပေးလာဆိုထုတ်ပေးတယ်အဲ့တော့ကျွန်တော်အာမခံနိုင်တာပေါ့ VPN မတုံးနဲ့သူတို့ရဲ့ agreement တွေမချိုးဖြတ်ထားတယ်မချိုးဖြတ်ထားဘူးဆိုရတယ် bro တကယ်လို့ကိုက trading လုပ်တယ်ကွာဒီ binary option trading မဟုတ်တခြား forest တွေရောလုပ်တယ်ကျွန်တော် forest ရောလုပ်တယ်လေ forest တွေရောလုပ်တယ်ကိုက trading လုပ်ပြီဆိုကြတဲ့ကနေယုံကြည်ရတဲ့ broker တော့ရှာရတယ် bro ယုံကြည်ရတဲ့ broker ရှာတယ် bro မယုံကြည်ရတဲ့ဟာသွားရှာတယ်ဆိုရင်လစ်ပြီ bro တကယ်လုံးဝလစ်ပြီဘလောက်ပဲဖြစ်အခုဆိုရင်ကျွန်တော်အများကြီးတွေ့တယ်မြန်မာနိုင်ငံလူတွေကြုံရတယ်တော်တော်များတယ်ဟာ broker ဒီ broker တွေရှောက်ကြည့်ညာတယ်ပြီးရင်လိန်တော့မှာပဲပြီးလိန်တော့မှာပဲတော်တော်များတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့ကျွန်တော်မနိုင်ဘူးကျွန်တော်နိုင်မယ်ဆို$1 $2လောက်ပဲနိုင်မယ်โอเคကျွန်တော်မနေ့က live ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်မနေ့က live မှာကျွန်တော်ဒေါ်လာဘယ်လောက်နဲ့နားခဲလဲမသိဘူးကျွန်တော်ဟိုဒေါ်လာ$5တာတောင်မှမရဘူးနဲ့တူတယ်နီး live မှာဘယ်လောက်လဲမသိဘူးနီး live မှာကျွန်တော်1484အခုက1488 okay $4ပဲနိုင်တယ်